Hello, I like the so the other one here. Okay, so the down here, minute they work your double yine, double be brent home, brent of B, one documents and applications. La, the me say a song name, huh? Say a song name. La, oh, I let Kalama do you lana. Hey, the lava. Oh, a chicken my tiny yard at all. 轻轻带你在星际帮助，是谁的？等啊，把戏嘞，哦，你妈搞呢？哦，真的蛮那个来的的。我可以谁要的别来？第一个呢，就是写的嘛。OK，我们的就是把这那找到了。OK 吧，把录来，这边要呢 ，printer 呢。Stamp documents and applications. Okay,ကျွန်တော်နောက်တယ်ကပါ။အော်ဒါဘီးလေးอ่ะဘောဟာဖန်တဲ့ဘီးလေးကြောင်းလေးနဲ့တူရနော်။အော်စောက်ချက်ဘာလို့လေးပေါ်မှာပြန်နေရလဲ။ဟာထူးဆန်းလိုက်တာ။ထိုင်ခွဲအနောက်မှာစောက်ချက်ရောက်။ Okay ရေးလာလိုက်။ Take diagnosis complete. Go to farm. ကျွန်တော်မှန်းနေပြီခုနကစောနာတော့ပဲပြန်လိုက်တော့ Give this medicine to paper. Okay. Get the prescribed medicine from the ဟာ farm. စောက်ချက်လေးပေါ်မှာပြန်နေဒီထိုင်ပေါ်မှာရှက်မှာမဟုတ်တော့ဟာခဏဆောင်ပါဘတ်စကတ်ဘောရဘာလို့ဒီစေးအောင်လေးရောက်အဲ့ဒါဒီမှာလာမလဲကဲပါဟုတ်ပါပြန်ထုတ်မယ် Stamp documents and applications. ကျွန်တော်တိတယ်သူကတခမ်းပြီးတခမ်းကိုကလေးစီရလာတော့ကျွန်တော်ဒီအရေးရမ်းလိုက်တာနဲ့ကြည့် Okay ဒါ60နဲ့98နော် Okay Take sample. ကိုဘာဖြစ်တာလဲ Take patients. အော်ဒီစင်ခါ Take vitamin B. ဒီစင်ခါပတ်ကဝေးရတယ်ကျွန်တော်ဖတ်ပြီးယူပါခေးမျက်စင်ခါနော် Give this အဲ့ medicine. မျိုးရဘာလို့ပြားနေနားမလဲ Okay ဆိုတော့ Get the prescribed. ဒါမဲ့ဆက်ဆက်ချင်းတော့ညလုံးပြူးထွက်ကူးကြမကောင်းရင်ဒါနဲ့ဒီနာတဲ့ဝေးခဏရခုနတရေဟိုယိုတရားဘယ်လိုရလဲမသိ Take အမဒီကြောက်လိုက်ခုနကောင်ကဒီကြောင်ရုံးနဲ့ဖြစ်လို့မလားစဉ်းစားလို့မရဒါရူပလိုရဲ့ဘောဟာဖန်တဲ့ဒီကြောင်လေးတဲ့တူရနော်ထူးဆန်းရူပလိုရဲ့ဟိုင်လာရကဲအားမလဲ Okay ဆိုတော့ကင်မရာကြည့်မယ်ထားကိုရီအော်အစ်စမယ် Take patients. စမယ်ဒါပါတော့လည်းပေါ့ဆိုတော့ကျွန်တော် Take healing cream. ထဲမယ် Give this medicine. အစင်တဲ့ဖြစ်တော့မယ်နော် Give medicine. Prescribed medicine from the farm. Okay sorry ကျွန်တော်အပြည့်နဲ့လာလို့ကျန်နော် Patients. အပြည့်နဲ့လာလို့ And applications. ဟေးခဏလေးပါခုနလူတွေကဟာဟိုထိတ်မှာဘာတွေဖြစ်နေကြလဲမသိဘူးဒါပေမဲ့ကာထားတာဒီကောင်းလေးဘယ်လျှောက်သွားနေလဲမသိပါဘူးအော်လူနာဘယ်ရောက်လဲဟဲ့လူနာလက်ကနန်းနဲ့ပြန်လာအော်ဒီမှာညမ်းတာဟေးနေသွားတာကြီးညမပြန်သေးဘူးဘယ်တော့လဲမသိခေတ်စီရမှာပါအော်ဒီကြောင်ညာရတာအော်ဆေး ABC ထုတ်ပါဆေးထုတ်ရမယ်
ဆေးထုတ် Give this medicine to patient. ဟုတ်ကဲ့ခုမခံနေကြဘာလို့မဝင်ကြဒီခဏခဏပဲတော့ရကြ Get the prescribed medicine from the pharmacy. ဟိနောက်ကโอเคအော်ဒေါက်တာဟဲ့ဒေါက်တာဘာဖြစ်တာမလေးဒေါက်တာရုပ်ကြည့်ကြောက်လိုက်တာဟဲ့ရက်ဘယ်လာလောက် Use တော့ the hospital camera. ရောတပုံရဲ့အွန်လောက်လာရိုက် Stamp โอเคပြန် stamp ထုတ် document and admit patient. โอเคဒီခဏလာရမှာဆို ကြောက်တော့ပြန်ပြန်မိထော် ဒီလာပါဟိုကျွန်တော်ရတက်ကျွန်တော်ဒီဆေးတွေကကောင်းကောင်းလို့တက်ဆေးတစ်ခါတော့မှားပြီးမတက်ဘူးဆိုကျွန်တော်โอเคတက် Take ပါ stamp. ဘာဖြစ် Take တာတော့ patient sample to the diagnostic. โอเคနာက Diagnosis ဆေး complete. La Go to que pharmacy cheque. and take bandage. Give this Okay. medicine to patient. โอเคနော်ထည့် Give အိုးယိုဘာဖြစ်တာ did not Yo. survive. ယိုစေးမတိုင်းမိလိုက်လားမသိယိုမိဘာဖြစ်နေရလဲဘယ်ကောင်လဲလာပြောလားโอเคအတန်ကြီးကြောက်စရာကျွန်တော်ဒီကောင်ကိုကျွန်တော်တားကြောက်တယ် no လို့ထပ်ပြီးရောက်လာတပုံရိုက်မယ်ဝေးရနေပဲကျွန်တော်လာလို့ Stamp တော့ document. Stamp document and ကဲ admit လာခဲ့ patient. ခုနမင်းနဲ့တူတဲ့တကောင်တော့ရှော့သွားငါစေးမတိုက်တယ်ဟာဆရာဝန်ဖြစ်ပြီးတော့အခန်းနေမှာစောင့်မိရမှာလေဘာလို့လူနာကြီးဖြစ်နေကြလဲငါအဲ့တော့နားမလဲကဲအော်ဒီတကားလည်းရှက်နေလားပိတ်သွားတယ်တရေမြခုနတရေမြချလိုက်တာလားမသိဘူး Take patient sample to the test pit. အော် Diagnose. စေး Get စေး the ချ prescribed medicine Say from what the now? pharmacy. ဒရစ်ချေ Give this medicine to patient. ဒရစ် Give medicine to ပေးဖို့ patient. ပဲရှိတယ်ကျွန်ညာတက် Get the prescribed medicine from the No? pharmacy. Take Good stomach salad. syrup. Take antibiotic. နေကြောင်နေကြတယ် Capture. ခဏလာနော်ရှာလို့တရေတွေဘာတွေကြတော့မလာဘူး Stamp ဘူးလို့ထဲမှာကြ document တော့ and တရေ admit တွေ patient. လာတယ်တရေကြတော့ပါတယ်အဲ့ဒါလေးပြဝိုးဝေးခုနဒီကြောင်ရုပ်ကကောင်းလေးလိုပဲပြောက်တာ bro ခုနကောင်ကြီးကကြောက်စရာကြီးနော် Take sample. Take patient sample က to လေး the လေးမွေးတော့မှလာ diagnostic ဒီဘိုက်က machine in ကြီး room စဉ်းစားတယ်ကလေးဆရာမွေးတော့မှလာပြီ 2. Take bandage. โอเคနောက်သားမယ်ညစင်းခိုင်းရမှာတော့ Take. Okay. Give this Yes, medicine to come patient. Yes, come in. Get the prescribed Okay. medicine from the နောက် pharmacy. ပါပဲဒီမဲ့ဘာလို့ရှင်းနေဖို့လဲ Okay. Okay. ဒီနေ့ဗီဒီယိုလေးရတော့လောက်ပါပဲ။နောက်ရကြရင်ဆက်ဆက်ပေးတာဖြစ်ပါတယ်။ Like နဲ့ Subscribe လေးလည်းလုပ်ကြပါဦးလို့အားလုံးပဲ Bye bye